ဒါကလူချင်းတွေကိုတိဆောက်ဖို့အတွက်မြေနေရာမျိုးကိုဖန်တီးနေတာပါဒီလုပ်ငန်းစဉ်ကိုအစဉ်စဉ်ပြုလို့ရပါပြီပထမဆုံးအနေနဲ့တိဆောက်မဲ့နေရာရဲ့ရည်တွေရဲ့ဘက်လေးမှာမြေကြီးနဲ့ကြောက်တုံးတွေကိုတွန်းချပြီးလမ်းတစ်ခုဖန်တီးကြပါတယ်ဒီလမ်းကအတွင်းထဲမှာပို့တဲ့အခါတဲနဲ့မြေကြီးတွေပြင်ကိုမစီးသွက်ထွက်သွားအောင်ဖန်တီးပေးပါတယ်အတွင်းပိုင်းဖြစ်တည်မှုအတွက်နေ့စဉ်ရဲ့10သိန်းယူပို့ဆောင်ရေးထွက်ကရာနဲ့ချီကမြေကြီးနဲ့ကြောက်တုံးတွေကိုတန်ပေါင်းများစွာကိုတည်ဆောင်ပြီးဒီကန်တွေကိုဆွပြကြပါတယ်လူနေမျိုးပြမြေကွက်လက်တွေရဲ့နေရာတွေမှာဆိုရင်တော့အောက်ခြေကနေတဲ့ရွှွန့်အနည်းတွေကိုစုပ်ယူပြီးမြို့မြင်မာတဲ့ဖျားနဲ့ရှင်နေယောဂဖိုးရမယ့်နေရာတွေကိုပန့်နဲ့ပန့်ထည့်ပေးတဲ့တဲဆုပ်တင်မောတွေကိုအသုံးပြုကြပါတယ်ဒီလိုလုပ်ငန်းစဉ်ကခက်ခဲများစွာလည်းရှိပါတယ်တချို့ရာတွေမှာဆိုရင်ထွဲကားတွေကနှိမ့်မြုပ်တာဒါမှမဟုတ်ပိတ်မိတာမျိုးတွေဖြစ်တတ်ကြပါတယ်အဲဒီလိုဖြစ်ရင်လူသမားတွေကဝင်လျှော့ဖို့အတွက်တဲလာတဲ့ဝင်တချို့ကိုချလိုက်ရပြီးရင်သူတို့ကိုလိုစာတွေကိုတုံးပြီးတွန်းတာဒါမှမဟုတ်ဆွဲထုတ်တာမျိုးတွေလုပ်ပြီးထွဲကားကိုရေထဲကနေတဲဆုပ်ကြရပါတယ်ဘက်တွေကလမ်းတိဆောက်ပြီးတာနဲ့လူသမားတွေကအတွင်းထဲကိုမြေကြီးတွေနဲ့တဖြည်းဖြည်းဖြည့်ပါတယ်ဒီလိုနဲ့ရေဖုံးလွှမ်းနေတဲ့နေရာတစ်ခုကိုမြေသားခိုင်မာတဲ့ကုန်းမြေဖြစ်ပြောင်းလဲလိုက်ပါတယ်ဒီနည်းပညာကိုအသုံးပြုခဲ့တဲ့နာမည်ကြီးဆုံးစီမံကိန်းတွေကခုကတော့ဒူဘိုင်းကလူလိုကျွန်းများပဲဖြစ်ပါတယ်